August လအတွက်ဝင်နေရဲ့ဒငင်းကုန်းဈေးတစ်လတစ်ခါအစီအစဉ်လေးပါရှင်။ဒီယုံကြီးကတော့ဒငင်းကုန်းဈေးရဲ့နာမည်ကြီးဈေးရုံနဲ့ကုန်စိမ်းနှန်းဖြစ်ပါရှင်။ဒီတစ်ခါ vlog ကတော့ဒငင်းကုန်းဈေးရဲ့ကုန်စိမ်းနှန်းကို vlog အတူလေးအနေနဲ့ရိုက်ပြပေးမှာဖြစ်ပါရှင်။ဒငင်းကုန်းဈေးမှာလေးဈေးရုံတစ်နှစ်ခွဲထားလို့ဆိုပြီးတော့လေးဈေးရုံကိုတိတိလေးတော့မထင်လိုက်နဲ့ပေါ့နော်ဈေးရုံကြီးကအကြီးကြီးပဲပြီးတော့ဈေးရုံတွေကတန့်လဲတန့်ပါတယ်။ဒါကလေ kimchi လောက်တဲ့မုံညင်းတုပ်တွေပေါ့နော်မုံညင်းတုပ်တွေကလည်းလေတန့်မှတန့်တရက်ဒီအစိမ်းတွေဆိုလဲအခုထိရနေသေးတယ်ပေါ့နော်။ဘူးသီးတွေကိုလည်းကြည့်ပါအောင်ပေါ်လိုက်တာဆိုတာလေအခုလိုလေဂတ်ထူပြားထဲမှာရေးထားတဲ့3500တို့2500တို့ဒါတွေကလေတပိတ်တာဈေးနှုန်းတွေကိုပြောတာပါနော်ဘူးသီးတွေကလေရက်ကွက်ဈေးထဲမှာလေဈေးကြီးတဲ့လောက်ဒီမှာ2500ပဲအနောက်ကခရမ်းသီးလေးတွေဆိုရင်တပိတ်တာကို2000ဘူးသီးတွေကလည်းလေဈေးနှုန်းက2500ဆိုပေမဲ့ကြီးရင်ကြီးတယ်လို့တော့ဈေးကြီးတာပေါ့နော်3000တို့4000တို့လည်းရှိတယ်ဒီငင်းကုန်းဈေးမှာလေသူတို့ကလေအခုချက်ချင်းကုန်ရောက်အခုချက်ချင်းရောင်းဆိုတော့လေအသီးရွက်တွေကလေလက်ဆက်နေရပဲရှင်ဒါလေးတွေဆိုတပိတ်တာ2000ဘူးသီးကလေ1500တန်းအောင်ရှိတယ်ဒီမဲ့ဒီကိုင်းသီးလေးတွေဆိုရင်လေတပိတ်တာကို2500တဲ့ရှင်ဒါတပိတ်တာဈေးနှုန်းနေနော်အမလီတန်လိုက်တာဒီမှာရေးထားရဲ့လေ100ကို1000ဆိုတာလေအလုံး100ကို1000အလုံး100ကို2000အဲ့လိုမျိုးပြောတာနော်အဲ့တော့တပိတ်တာကို3500ပေါ့နော်ဝင်းဒီအခုလို vlog လေးရိုက်ပြရဲဆိုတာလေဈေးနှုန်းလေးတွေသိရဝင်းဒီလဲသွားရင်းနဲ့ပေါ့ရိုက်တာပေါ့နော်ဝင်းဒီကလေဒငင်းကုန်းဈေးကို vlog ရိုက်ဖို့သွားမှာမဟုတ်နော်ဝင်းဒီအခုလိုမျိုးဒငင်းကုန်းဈေး vlog တွေတင်တာအခုဆို4လလောက်ရှိပြီပေါ့နော်ပုံမှန်စတိုက်တင်နေရပေါ့နော်ဝင်းဒီကအရင်လွန်ခဲ့တဲ့3-4နှစ်လောက်တည်းကဒငင်းကုန်းဈေးကိုတစ်လတစ်ခါပုံမှန်သွားတာအဲ့တော့ဝင်းဒီကသွားရင်းနဲ့ရိုက်ခဲ့တာဖြစ်ပါတယ်ရှင်တီတီမင်္ဂလာဈေးနဲ့ဒငင်းကုန်းဈေးနဲ့ဘယ်ဈေးကပိုတန်လဲဘယ်ဈေးကပိုကောင်းလဲဘယ်ဈေးကိုသွားတင်လဲဆိုတဲ့သူတွေကွယ်ဝင်းဒီပြောပြမယ်ကိုနဲ့နီးတဲ့နေရာကိုသွားပါနော်အဲ့ဒါမှပင်မန်းတာတက်တာမှာဈေးတွေကတိတိလေးတွေမဟုတ်ဘူးအကြီးတွေရှောက်ဘက်ကလာလဲအဝေးကြီးတွေအဲ့တော့ကြတော့ကိုနဲ့နီးတဲ့နေရာကိုသွားအဲ့ဒါအကောင်းဆုံးပဲဒီကုံစိမ်းလက်ကားပြီးတဲ့ဈေးတွေဆိုတာတစ်ဈေးနဲ့တစ်ဈေးကလေအတူတူပဲဘာမှထူးခြားဆန်းပြတာမရှိဘူးပေါ့နော်ဒီငင်းကုန်းဈေးကတော့ဈေးရုံထဲမှာတန့်ရှင်းတယ်ဈေးရုံတစ်ခုနဲ့တစ်ခုခွဲထားတာဖြစ်တဲ့အတွက်တသက်ရရလည်းရှိတယ်ပေါ့နော်အဲ့လိုထူးခြားချက်လေးတော့ရှိပါတယ်ပဲပြားတွေဆိုရင်လည်းလက်ဆက်တယ်နော်ပဲပင်ပေါက်တွေဆိုရင်လည်းလက်ဆက်ပါတယ်အသီးရွက်တွေကတော့တော်တော်လေးကိုလက်ဆက်တယ်ဒါတွေကဂျင်းတွေပေါ့နော်ဂျင်းတွေကတော့တပိတ်တာကို3000 5000 6000ဈေးစားရှိတာပေါ့နော်တဲ့နှလုံးသီးရလဲလေပေါ်နေပြီရှင်ရာသီပေါ်စားလေးပေါ့ဝင်းကြီးကလေမဝယ်ပြစ်ခဲ့တော့ဈေးမမေ့ခဲ့ရပါဘူးရှင်အရွက်တွေကလည်းစိမ့်ဆိုးနေရပဲမြုပ်သီးတွေကလည်းလေပေါ်မှာပေါ်ဒီမဲ့တပိတ်တာ6000တပိတ်တာ8000ဒါတော့ဈေးကောင်းတယ်ဘာမြုပ်သီးလည်းမသိဘူးဒါကတော့တပိတ်တာ6000ဒါလေးတွေကတစ်လုံးကို400တို့300တို့ပေါ့နော်ဝင်းကြီးဝယ်ခဲ့တဲ့နန်းနန်းမင်းလေးပေါ့နော်တစ်စီးကို1000ပေးရပါတယ်မစိုးပါဘူးဒီဗမာဥနီလေးကတော့တပိတ်တာကို6000ဈေးပါရှင်ခရမ်းသီးတွေဥနီတွေကလေဝယ်ချင်းစရာတွေကြည့်ပဲဈေးတွေကလည်းလေတန်လိုက်တာတပိတ်တာမှာ2500တို့2000တို့အမလေးတန်တာတအားဝင်းကြီးနဲ့ online မှာနေဈေးတွေအတူတူပတ်ရတာပြောစရာကြီးနော်ဝင်းကြီးကလေတစ်ခုချင်းစီကိုတိချလေးရိုက်ပြထားရနော်ဘလော့ကမပြီးသေးဘူးနော်ဆက်ကြည့်ပေးအောင်နော်အကြီးသေးစိမ်းက6000ဟွာ8000 10လုံး9000ဆိုတော့လေတစ်လုံးမှ900ပဲပေါ့နော်မြုပ်သီးကတော့ဈေးသက်တာတယ်4000ပဲတိုင်းသီးကတော့ဈေးနည်းနည်းကောင်းတယ်တပိတ်တာကို4000ဈေးပေါ့နော်ယူခင်းကျင်သီးကတော့2500ဝင်းဒီဝယ်တဲ့ဆိုင်ကတော့တပိတ်တာကို3000ဈေးဒါကတော့ဝင်းဒီဝယ်လာခဲ့တဲ့ဗမာဥနီလေးတွေပေါ့နော်တပိတ်တာကိုသူက6000ဈေးပါဝင်းဒီက90သားဝယ်ခဲ့ပါတယ်3000မှာဂတ်ထူပြားလေးတွေနဲ့ဈေးနှုန်းတွေရေးထားတဲ့ကုံစိမ်းမှန်သမျှဝင်းဒီ vlog လေးရိုက်ခဲ့တယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ဝင်းဒီရဲ့မိတ်ဆွေတွေကိုသိစေချင်လို့ဖြစ်ပါရှင်ဝင်းဒီရဲ့ vlog လေးတွေကအကျိုးရှိရလားရှင်ဖြစ်ပေးကြအောင်နော်